ဒီတော့ဇကာတ်ဘာလို့ထုတ်ရမှာလဲဒီတော့ဘာလို့ထုတ်ရမလဲဆိုရင်ကျွန်တော်တို့ဒါကိုကြည့်ရမယ်ကျွန်တော်တို့ဘဝမှာဘယ်တော့မှစပြီးဇကာတ်ဝါဂျစ်ဖြစ်ခဲ့တာလဲနော်အဲ့ဒါကိုမှတ်မိလားနော်တချို့ရှိတယ်သူ့ရဲ့ဘဝမှာပထမဦးဆုံးဇကာတ်ဝါဂျစ်ဖြစ်ခဲ့တဲ့အချိန်သူမှတ်မိတယ်အဲ့ဒီအချိန်ကဥမာဖြစ်အာရဘီလာထဲမှာရဘီအဝလဆိုပါစို့ဒီတော့ရဘီအဝလမှာသူစပြီးဇကာတ်ဝါဂျစ်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်နှစ်စဉ်နှစ်တိုင်းရဘီအဝလရောက်တိုင်းသူဇကာတ်တွက်ပြီးတော့ထုတ်နော်အကယ်ဒါမှတ်မိတယ်ဆိုလို့ရှင်နော်ဒီတော့တွက်တဲ့နေရာမှာလည်းပဲဒါက तू ကအာရဘီလာနဲ့ပဲတွက်မယ်နော်အင်္ဂလိပ်လာနဲ့ဇကာတ်မှာမရေးတွက်ရအောင်နော်များသောအားဖြင့်တော့ဒါမှတ်မိကြအောင်မှတ်မိကြတော့လူတွေကနော်ဟိုတခုခုတတ်မှတ်လိုက်တယ်ပေါ့နော်ဒီတော့အဲ့ဒီလိုတတ်မှတ်ဖို့လိုအပ်တယ်များသောအားဖြင့်လူတွေရမ်ဇန်လမှာဇကာတ်ထုတ်တယ်နော်တချို့ရှာဘန်လမှာစပြီးတော့ဇကာတ်ထုတ်တယ်ဒီတော့ date တစ်ခုကျွန်တော်တို့မှာသတ်မှတ်ထားဖို့လိုအပ်တယ် date တစ်ခုသတ်မှတ်ထားတက္ကရာတစ်ခုဥပမာဖြစ်နော်ရှာဘန်15ရက်နေ့ကိုဇကာတ်တွက်တဲ့ရက်ကျွန်တော်တို့သတ်မှတ်မယ်ဆိုရင်နှစ်စဉ်ရှာဘန်15ရက်နေ့တိုင်းကိုဒါဇကာတ်တွက်အဲ့ဒီရှာဘန်15ရက်နေ့မှာကျွန်တော်တို့လက်ထဲမှာရှိနေတဲ့နော်ဒါအပူရှန်ပစ္စည်းအားလုံးကျွန်တော်တို့ဒါဇကာတ်ထဲမှာထည့်ပြီးတော့တွက်အဲ့ဒီလိုတစ်ခုရက်တစ်ရက်တော့ကျွန်တော်တို့သတ်မှတ်ထားဖို့လိုတယ်ဒါကတွက်တဲ့ရက်ကိုပြောတာနော်ပြီးတာကဒါကဟိုမာလီအီဘာဒတ်နော်ကျွန်တော်တို့ဒီဥစ္စာပစ္စည်းနဲ့လုပ်ရတဲ့အီဘာဒတ်မှာကဒါကပြီးတာကကျူပြီးလေပြဿနာမရှိဘူးနော်တွက်တဲ့ရက်ကတော့တရက်ဒါဇကတ်ထုတ်တဲ့သူတိုင်းမှာအဲ့ဒီလိုရက်တရက်သတ်မှတ်ထားဖို့လိုအပ်တယ်နော်ရှာမ15ရက်မှာနှစ်စဉ်ဇကတ်တွက်တယ်ဆိုရင်အဲ့ဒီနေ့မှာရှိတဲ့နော်ကိုယ့်လက်ထဲမှာရှိနေတဲ့ပစ္စည်းဥစ္စာကိုတွက်လိုက်နော်အဲ့ဒီနေ့မှာဘာတွေရှိနေလဲအဲ့ဒီနေ့မှာအကျွေးဘာရှိလဲအဲ့ဒီနေ့မှာရစရာဘာရှိလဲအဲ့ဒီနေ့မှာလက်ဝယ်မှာဘာတွေရှိလဲအဲ့ဒီလိုရက်တရက်ကတော့တိတိကျကျသတ်မှတ်ထားဖို့လိုအပ်တယ်အဲ့ဒီလိုရက်တရက်တိတိကျကျမသတ်မှတ်ထားဘဲနဲ့မှန်းချေနဲ့အဲ့ဒီလိုမသွားရအောင်နော် date တစ်ခုရက်တရက်ကိုသတ်မှတ်ထားအဲ့ဒီရက်မှာဇကတ်တွက်နော်ထုတ်တာကတော့အဲ့ဒီရက်မတိုင်ခင်ကြိုထုတ်ထားရတယ်အဲ့ဒီရက်နောက်ပိုင်းမှာထုတ်ရတယ်နော်ဒါပြဿနာမရှိဘူးနော်ဒါပေမဲ့ဒီနှစ်မှာငါဘယ်လောက်ဇကတ်ပေးရမလဲတွက်တဲ့ရက်ကတော့ရက်တရက်ကျွန်တော်တို့မှာတိတိကျကျရှိရမယ်